တော့ဒီတိုင်းပေါ့နော်တင်တန်းပေါ့အလုံးနဲ့ပတ်သက်တဲ့ဟာကို training ပေးမဲ့တင်တန်းတစ်ခုလို့ပဲထင်ခဲ့တာပေါ့နော်တကယ်တမ်းတက်လိုက်ရတဲ့အချိန်မှာတော့အဲ့ထက်ပိုတာပေါ့နော်အလုံးမှာထက်ကိုယ့်ရဲ့တဘဝလုံးစာယူသွားရမယ့်အသက်ပညာတွေတင်ပေးတဲ့တင်တန်းကောင်းတစ်ခုဖြစ်တယ်ပေါ့နော်အဲ့လိုမျိုးနိုင်ငံတော်မှာလည်းလုံနေတယ်ပေါ့တခြားကဘာနဲ့တော့အဲ့လိုလုံနေတဲ့အစီအစဉ်လေးဆိုတော့ join ချင်လို့အဲ့လိုပေါ့နော်အဲ့ join experience လည်းအများကြီးရမယ်ထင်လို့ join ဖြစ်သွားတာရှင်စိတ်ဝင်စားတယ်ဖြည့်မယ်ရတယ်လေစိတ်ရအထက်တန်းနဲ့ဒီတင်နန်းကို join ခဲ့တာပဲဖြစ်ပါတယ်ဒီတင်နန်းဆိုတော့ကျမတို့တင်နန်းဆိုပြီးတော့ပို့ပပနဲ့နားထောင်ပြီးတော့တက်ခဲ့ရတဲ့တင်နန်းမဟုတ်ပါဘူးဒီပြည်နယ်မှာရှိတဲ့ပြည်နယ်သူပြည်နယ်သားတွေပေါ့တဲကဝန်ထမ်းတွေကိုကျွန်တော်တို့ကအဓိကတိုးတက်စေခြင်းတယ်ပေါ့နော်တိုးတက်စေခြင်းတယ်အတွေးခေါ်တွေကောင်းစေခြင်းတယ်ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့လုပ်ပေးနိုင်တဲ့ဒစိတ်ဒေတာအနေနဲ့ပေါ့နော်ကျွန်တော်တို့ကအခုဒီ Future Leader Development Program လေးကိုစတဲ့ Best Number 1လေးကိုစတင်ပြီးတော့ run ဖြစ်တာပေါ့နော်တင်နန်းသားတင်နန်းသူတွေအားလုံးကတကယ်ကိုတာဝန်ယူမှုရှိတဲ့စိတ်ထားလေးတွေကိုပါကျွန်တော်ဒီတင်နန်းကလေ့ကျင့်ပေးလိုက်တာဖြစ်ပါတယ်အဓိကသင်ရတာတော့ leadership skill သင်ရတယ်ပေါ့ပြီးလို့ရှိရင်မေးခွန်းလေးဆိုရင်ဘယ်လိုမေးရလဲမေးခွန်းကလည်းမေးချင်နိုင်မေးလို့ရတဲ့အရာမဟုတ်ဘူးဘယ်လိုမေးခွန်းမေးရင်လဲဘယ်လိုမေးခွန်းလေးမေးဖို့သင့်တော်မလဲပေါ့ပြီးနားထောင်ပေးရဲဆိုတဲ့နေရာမှာလဲကိုကမှန်ကန်တဲ့နားထောင်ပေးမှုတွေရောပေါ့ပြီးစိတ်ဆက်ညှိနှိုင်းတဲ့အကြောင်းလေးတွေလည်းအဲ့လိုမျိုးလေးသင်ရတယ်ပေါ့နော်ဘဝအတွက်အရေး skill တွေပေါ့ဒီက skill တွေကိုသင်ပေးတာပေါ့နော်ကိုဘဝမှာဘာတွေလုပ်ရမလဲခေါင်းဆောင်တယောက်ကဘယ်လိုတွေတွေးလဲဘယ်လိုတွေလုပ်လဲဘယ်လိုတွေဆောင်ရွက်လဲဘယ်လိုတွေဥဆောင်လဲဆိုတာရယ်ပြီးတော့ဗာလေးရပါလဲဆိုတော့ကိုဘွားအတွက်သင်ခန်းစာတွေအများကြီးရပါတာပေါ့ဒီက skill တွေပေါ့ဆောင်းမဖြစ်ရတဲ့ခါကျတော့ကျွန်တော်ကအလုပ်တစ်ဖက်နဲ့ဆိုတော့ကိုယ့်ရဲ့နားကျင်မှာအချိန်ဖဲ့ပြီးတော့စလုပ်ရတာပေါ့ညဆိုရင်တော့တနားရီလောက်စလုပ်ပြီးမှအဲ့ရတဲ့ခါတွေပြီးတော့မနက်9:00ဆိုထားပြီးတော့အဲ့မိုးဝပဲနဲ့ကက်ရှာမှာအချင်းမူဒူးနဲ့လောက်ရတဲ့ခါမျိုးတွေပေါ့နော်အဲ့လိုမျိုးကြိုဖြတ်ပြီးတော့အဆောင်မဖြစ်ခဲ့ရပါတယ်အဲ့ဒီ fish bone theory ဆိုပြီးတော့သင်ရတယ်ပေါ့နော်အဲ့ဒီဟာတကယ်လက်တွေ့မှာဖြစ်နေတဲ့အကြောင်းအရာတွေကိုတကယ် theory ချဆွဲပြီးတော့ဖြည့်ရှင်းရတဲ့အပိုင်းလေးရှိအောင်နော်ဆောင်းဝဲမှာလည်းအဲ့ဒီဟာပါသွားတယ်ပေါ့ဒီနေ့တော့အဲ့ဒီဟာကိုကြောက်နေကြတာပေါ့နော်ဒါပေမဲ့နေတော့ခက်တယ်လို့ထင်တယ်ခြေလိုက်တော့ရပါတယ်ပေါ့ကိုကအလုံးလုံးနေနေကိုခေါ်တင်အစ်စ်တင်ယူရမယ့်အခြေအနေရှိတယ်ပေါ့နော်အဲ့အခြေအနေမှာဆိုလို့ရှိရင်လည်းကိုဘယ်လိုမျိုးစိတ်နဲ့တင်ယူလဲဘယ်လိုရှိရင်ကိုရဲ့နောက်မှရောက်လာတဲ့ဂျူနီယာလေးတွေရှိတယ်အဲ့လိုဂျူနီယာလေးရှိတဲ့အခါမှာသူတို့ကိုလိုဘယ်လိုစိတ်နဲ့အလုံးလုံးနိုင်အောင်ဘယ်လိုမျိုးယုံကြည်ချက်နဲ့ရည်မှန်းချက်နဲ့အလုံးလုံးနိုင်အောင်ပေါ့နော်အဲ့လိုမျိုးလေးလည်းမျှဝေဖြစ်တယ်ရှင်ဒီအင်္ဂလိပ်စာမှာအရင်က confidence level မရှိခဲ့တဲ့အချိန်ကနေသူအင်္ဂလိပ် level အဲ့တဲ့နဲ့ကိုတက်လိုက်တော့confidence ရှိပါတဲ့အနေအထားရှိတော့ရောက်လာတယ်သင်တန်းတက်ပြီးတော့ပညာတစ်ခုခုတော့ရပါမယ်ဆိုတဲ့စိတ်နဲ့တော့တက်လိုက်တာပေါ့နော်ဒါပေမဲ့သင်တန်းပြီးသွားတဲ့အခါမှာအဲ့ထက်ကြီးမားတဲ့တစ်ခုတော့ရလိုက်တယ်ပေါ့နော်ဥပမာအဖြစ်တော့ EQ ပိုင်းသင်တဲ့အခါမှာပေါ့နော်ကိုEQ နဲ့ပတ်သက်ပြီးတော့အဲ့လောက်ကြီးစိတ်ဝင်စားမှုမရှိနေဘူးပေါ့နော်အဲ့ဒီဟာသင်တဲ့အခါမှာတိခတ်နိုင်စရာလည်းတော်တော်တိုးတက်လာရောအဲ့ဒါတွေတော့ပြောင်းလဲလာရထင်တယ်ရှင်စာသင်တာမှာကျတော့စာသင်တာမျိုးလည်းမဟုတ်ဘူးပေါ့နော်ဒီက activity လေးတွေပေါ့အဲ့ဒီ activity မှာမှဘာအတွက်လဲဥပမာတမ်းတဲ့ဆိုရင်တော့ကျမကြီးအတွက်ပေါ့နော်။ donation ဆိုရင်တော့ဝယ်စာနာစိတ်ခေါင်းဆောင်တို့ဝယ်စာနာစိတ်တွေကိုချင်းစာစိတ်တွေထားမယ်ပြီးရင် investment တင်မှာဆိုရင်တော့ team work တွေပေါ့အဲ့လိုမျိုးတော့ရခဲ့တယ်ဟုတ်